ဒီဗီဒီယိုလေးကတော့မိသူနေခဲ့တဲ့ပြည်ညိုတက္ကသိုလ်ရဲ့ဂျာယူကွမ်အဆောင်ကိုလိုက်ပြပေးမယ့်ဗီဒီယိုပဲဖြစ်ပါတယ်။ပြည်ညိုတက္ကသိုလ်မှာတက်ပြီးစောင့်နေခြင်းနဲ့အမတွေညီမတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူတစ်ခုဖြစ်မယ်လို့မျှော်လင့်မိပါတယ်။မိသူနေခဲ့တဲ့ဂျာယူကွမ်အဆောင်ရှိမှဆိုရင်တော့ကျောင်းရဲ့အထူးစာကြည့်တိုက်တစ်ခုဖြစ်တဲ့ဆဲပြော့ပေါ်သို့စောကန်ရှိပါတယ်။ဂျာယုကန်ဆောင်က A နဲ့ B ဆိုပြီးတော့နှစ်ဆောင်ရှိရပေါ့နော်အဲဒီမှာဂျာယုကန် B ကကြတော့နိုင်ငံခြားသားတွေအများစုနေတဲ့နေရာဖြစ်တဲ့အကြောင်းမလို့မိသူလည်းဂျာယုကန် B အဆောင်မှာနေခဲ့ပါတယ်ဒါဆိုအဆောင်ထဲမှာဘယ်လိုပုံစံရှိလဲဆိုတာကိုလိုက်ပြပေးပါမယ်အတူတူလိုက်ကြည့်ကြနော်အဆောင်ထဲဝင်မယ်ဆိုရင်တော့အဆောင်မှာနေတဲ့သူတိုင်းကိုလုံခြုံရေးရပေးထားတဲ့အဝင်အထွက်ကပြားရှိပါတယ်။အဲ့ဒီကပြားပါမှာအဆောင်ကိုအဝင်အထွက်လုပ်လို့ရမှာပဲဖြစ်ပါတယ်။ဒါကတော့ဂျာယုကန်ပြီးဆောင်ရဲ့တလွာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့အဆောင်မှာရှိတဲ့အခန်းနံပါတ်လိုက်စားလိုက်ပုံတွေထားပေးထားပါတယ်။အဲ့တော့ကိုယ့်ရဲ့အခန်းနံပါတ်ကိုရှာပြီးတော့ကိုယ့်စီစားရောက်နေတာရှိမရှိကိုလာရှာကြည့်လို့ရပါတယ်။ဒါကတော့ဂျာယုကန်ပြီးရဲ့တလော်မှာရှိတဲ့ဂျင်းပဲဖြစ်ပါတယ်။ဂျင်းစောရတာကျတဲ့သူတွေဆိုရင်တော့ဒါအဆင်ပြေမယ်လို့ထင်တယ်။အဆောင်အောက်မှာတင်ချင်းမရှိတာဆိုတော့တကူတကအပြင်သွားကြမလို့ပဲအဆောင်အောက်ဆင်းတဲ့ရုံနဲ့ချင်းဆောလို့ရပါတယ်ခုနကအဆောင်ရဲ့တလွာကိုလိုက်ပြပြီးပြီဆိုတော့ဒီတစ်ခါ B1 မြေအောက်တလွာမှာဘာရရှိလဲဆိုတာလိုက်ကြည့်ကြအောင်နော်B1 မှာကျတော့ဆောက်လုပ်လို့ရတဲ့အခန်းတွေကိုအဓိကထားပေးထားတယ်ပေါ့နော်ဒီခန်းဆိုရင်အထဲမှာဆောက်လုပ်နေတဲ့သူတွေရှိနေတော့နှောက်ယှက်ဖြစ်မှာဆိုလို့တေချာတော့မရိုက်ခဲလိုက်ရဘူးသူကဒီဘက်တကားပေါက်ကနေပြီးတော့ဟိုရှိကတကားပေါက်တွေပေါ့နော်သူကအခန်းကျယ်ကြီးနဲ့အဆောင်ကသူတွေအပြင်နေစာကြည့်တိုက်တွေကိုတကူတကသွားပြမလို့ပဲနဲ့အဆောင်မှာလည်းဆောက်လုပ်လို့ရအောင်ထားပေးထားပါတယ်ကဲလို့ကိုကလူတွေအများကြီးနဲ့စာမလုပ်တတ်တဲ့သူဆိုရင်ဒီလို study room မှာလည်းဘောက်ကို AC စာလုပ်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင် group presentation တွေကြောင့်အပွဲလိုက်ဆွေးနွေးစရာရှိတာတွေဆိုရင်လည်းဒီမှာလာပြီးတော့ AC ဆွေးနွေးပြီးတော့စာလုပ်လို့ရပါတယ်အဲ့တော့ဒီလို study room ကတော့ဒီမြေအောက်တလွာမှာဆိုရင်စုစုပေါင်း2ခန်းရှိပါတယ်ဒါကြတော့ကွန်ပျူတာရောမှာကို့မှာ laptop မရှိတာဖြစ်ဖြစ်ကွန်ပျူတာသုံးဖို့လိုရဲဆိုရင်ဝေးသွားကြမလို့ပဲနဲ့အဆောင်မှာလည်းသုံးပြလို့ရပါတယ်။နောက်ပြီးတော့ဒီခန်းထဲမှာ printer ဆက်လည်းရှိရကြောင်း print ထုတ်ခြင်းနဲ့ဆိုရင်ဒီမှာတစ်ခါလေးထုတ်လို့ရပါတယ်။ဒီခန်းကကြတော့ဘာသာရေးကျောင်းကန်တင်းမှာစားဖို့အဆင်မပြေတဲ့သူတွေဆိုရင်ဒီခန်းမှာလာပြီးကိုယ့်ဘာသာကိုချက်စားလို့ရပါတယ်။အဲ့တော့ဒီခန်းကိုသုံးမယ်ဆိုရင်တော့အဆောင်ရှောက်ကလေးကကြိုပြီးရှောက်ထားဖို့လိုပါတယ်။ဒီဘက်ချမ်းမှာတော့အဝေးလျှော်ခန်း2ခန်းရှိပါတယ်ဒီထဲမှာအဝေးလျှော်ဆက်ရောအဝေး6ခန်းဆက်ရောကိုထားပေးထားပါတယ်ကိုကတကယ်လို့သုံးမယ်ဆိုရင်ရှီယာဆက်မှာအဝေးလျှော်ကပြလုပ်ပြီးတော့ပတ်စံ1000စီဖြည့်ပြီးတော့ဒီမှာသုံးလို့ရပါတယ်ဒါကတော့မိဖို့တိုက်တဲ့နေရာပါအဲ့တော့မိဖို့တိုက်မယ်ဆိုလို့ရှိရင်အကျွေးစီဖြည့်ပြီးတော့မိဖို့တိုက်လို့ရပါတယ်ဒါကတော့အဝေးလျှော်ခန်းတစ်ခန်းပါဒီမှာတော့နှွေးကျင်တာတစ်ခုခုရှိရင်သုံးလို့ရအောင်လို့ microwave ကိုလည်းထားပေးထားပါတယ်B1 ကနေပြင်ုံထွက်တဲ့အပေါက်မှာဆိုရင် CU convenience store လည်းရှိပါတယ်အဆောင်ပွင့်ချိန်မနက်9နာရီကနေည7နာရီအတွင်းကိုလိုအပ်တာရှိရင်အချိန်မီပြီးအောက်ဆင်းပြီးတော့ဝယ်လို့ရပါတယ်ဒါကတော့မိ
မေသူတို့ဂျာယိုကန်ဆောင်ရဲ့ကန်တင်းမှာဆောင်မနေမယ်ဆိုရင်တော့မီးပလန်ကိုဖြစ်မနေယူပေးရပါတယ်။တော့ကိုက9ရက်ကို3နဲ့ယူမလား2နဲ့ယူမလားဒါမှမဟုတ်9ရက်ကို3နဲ့ယူမလား2နဲ့ယူမလားစသဖြင့်အဆောင်လျှောက်ကတဲ့ကကိုအစဉ်ပြင်မဲ့မီးပလန်ကိုရွေးချယ်လို့ရပါတယ်။အဲ့တော့ယူတဲ့မီးပလန်ပေါ်မူတည်ပြီးတော့အဆောင်ကလည်းနည်းနည်းစီကွာသွားပါတယ်။ကန်တင်းကိုသွားမယ်ဆိုရင်ခုနကလိုအထက်ကနေမဟုတ်ဘဲနဲ့အခုလိုအပြင်ကနေလည်းသွားလို့ရပါတယ်။တော့အဆောင်ပြင်ဘက်ကအေးဆေးထိုင်ပြီးနားယူလို့ရတဲ့ပန်းချမ်းလေးပါဒီနားတစ်ဝိုင်းမှာဆိုရင်တစ်ခါတလေကြောင်လေးတွေရှိတတ်ပါတယ်ဒီထိုင်ကုန်လေးမှာဆိုလို့ရှိရင်တစ်ခါကျရင်သူတို့လေးတွေကအိတ်နေတတ်တယ်ပေါ့နော်ဒါပေမဲ့မေသူဒီဗီဒီယိုရိုက်တော့ကလေးတွေကတစ်ခေါမှမရှိကြဘူးအဲ့ဒါနဲ့ဗီဒီယိုထဲမှာတော့ကြောင်လေးတွေတစ်ခေါမှမပါလိုက်ပါဘူးလေကားကနေတက်လိုက်မယ်ဆိုရင်တော့ဗီဒီယိုဆက်စချင်းကတလွားကိုရောက်သွားပါတယ်။ဒါကတော့ပါဆယ်ပစ္စည်းတွေထားတဲ့နေရာပါ။ပါထားတဲ့ပစ္စည်းတွေရောက်ပြီဆိုရင်တော့ဒီနေရာမှာကိုပစ္စည်းကိုလာရှာလို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။မေသူနေခဲ့တဲ့ကံကိုတော့နောက်ဗီဒီယိုမှာဆက်ပြီးလိုက်ပြပေးပါမယ်။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။